လူကြီးမင်းလေးများမင်္ဂလာပါရှင်။နောင်ကျိုအပိုင်း16ခေါ်ထဲမှာရှိနေတဲ့ဈေးရည်တွေကိုတစ်တာစွန်းကလေးနဲ့အသာခတ်ပြီးအမတော်ရဲ့ခတွင်းထဲရအောင်လို့ဖြင်းညင်းညင်သားစွာတက်ဆက်ချင်းချပေးနေခဲ့သည်။၆တွင်နေတဲ့နှကန်းပြားမှပြန်လဲစီးကြလာတဲ့ဈေးရည်တွေကိုတန့်ရှင်သောအဝတ်စားဖြင့်တို့ပြီးတုပ်ပေးနေချိန်၌အမြဲတမ်းတစ်စက်များမလုတ်ပဲငြိမ်သက်နေတဲ့အမတော်ထံမှအတန်လေးတတန်ထွက်လာသဖြင့်မုဒရာအင်မတန်ကိုမှစိတ်လှုပ်ရှားသွားလေသည်ပါဇက်မှဆေးရည်တွေပြန်ပြီးစီးကြလာသည်မို့မုဒရာအထိတ်တလန့်ဖြစ်ကချက်ချင်းပဲအမတော်ရဲ့ကိုယ်ကလေးကိုပွေ့ချီမ၍ရင်ခွင်ထဲသို့ထွေးပွေထားမိသည်လက်တစ်ဖက်ကအမတော်ရဲ့လက်ကလေးကိုစုပ်ကိုင်မိရင်အမတော်ဟူသာအကြိမ်ကြိမ်ခေါ်နေမိ၏သူစုပ်ကိုင်ထားမိတဲ့အမတော်ရဲ့လက်ချောင်းကလေးတွေကတဖြည်းဖြည်းလှုပ်ရှားလာပြီးသူရဲ့လက်ကိုဖွားဖွားကလေးပြန်ဆုပ်လိုက်တဲ့ဖြင့်မုဒရာ၏မျက်ဝန်းနှစ်ဖက်ဟာဝိုင်းဆက်လွတ်သွားလေသည်မျက်တောင်တစ်ချက်မခတ်စတမ်းအမတော်ရဲ့ဖြူဖြော့ဖြော့မျက်နှာတော်ကလေးကိုစိုက်ကြည့်နေမိစဉ်အချိန်တွင်းမှာပဲအမတော်ရဲ့မျက်ခွန်ကလေးတွေဟာအသာအရာလှုပ်ရှားလာကနောက်ဆုံးအချိန်၌မျက်တောင်ကလေးတွေပွင့်ဟလို့လာကြပြီတတိကတ်တော်မူပြီလားအမတော်စရီကိုမြင်ရရဲ့လားယင်ဝမ်းသာသွားတော့လဲမုဒရာရဲ့မျက်ဝန်းနှစ်ဖက်မှမျက်ရည်ကြီးတွေကတော့ပါးပြင်ပေါ်သို့စီးကျလို့လာသည်မုဒရာမေးလိုက်သည့်အတန်ဟာတုံရင်နေသလိုရှိပြီးစိုးရိမ်စိတ်တို့ပြည့်နှက်နေမှန်းတိတာပေါ်လွင်လွန်လာ၏အမတော်သည်သူမေးသည့်မေးခွန်းကိုစကားဖြင့်ပြန်ဖြေနိုင်သေးပုံမရမျက်တောင်ကလေးကိုသာတစ်ချက်ပုတ်ခတ်ပြ၏မုဒရာရဲ့လက်ကိုပဲအားရှိသလောက်လေးပြန်လဲဆုပ်ကင်ထားလေသည်အမတော်ကိုပြောချင်နေတဲ့စကားတွေသူ့မှာအများကြီးရှိနေပါသည်အထူးတပြည့်တောင်းမှန်စကားကိုအထက်ထက်ဆိုခြင်းမိ၏တို့တော့လေတကယ်တမ်းကျတော့မူဒရာမြည်သည့်စကားကိုမှပြောမထွက်ခဲ့ပါအမတော်တတိယလာတာကိုအတိုင်းထက်အလွန်ဝမ်းသာမိတော့လဲဝမ်းနည်းမှုဆိုရီခံစားချက်ကဒွန်တွဲပါဝင်နေသည်လက်ကိုမလွတ်လိုက်ပါနဲ့တော့စရီရဲ့ဤဒီကထိုညတွင်အမတော်စီမှထွက်ပေါ်လာသည့်ပထမဦးဆုံးစကားတစ်ခွန်းပင်ဖြစ်သည်တုံရင်နွမ်းလျပြီးတိုးလျဖြောတော့တော်လေတံဖြင့်ဘရုံမှပြောလိုက်သောစကားလေးတစ်ခွန်းသည်မုဒရာကိုအထက်ထက်တောင်းဆိုနေသည်ဟန်သူသည်ဘရုံမာရဲ့မျက်ဝန်းတွေဟာအားငယ်ခြင်းအရေးအယောင်တွေပြည့်နှက်လို့နေပြီးနောက်တစ်ချိန်ထပ်ပြီးဥပြစ်ခါမပြုတ်ပါနဲ့တော့ဘယ်တော့အခါမှမထားရခဲ့ပါနဲ့စရီရဲလို့အတနာခံနေသလိုပင်မျက်ရည်စက်တို့ရဲ့အလဲမှရုံးမထွက်နိုင်လောက်အောင်ပိတ်မိနေတော့မူဒရာသည်ဘရုံမာရဲ့လက်ကိုပုံမတင်းကျပ်စွာဆုပ်ကင်ပေးထားလေသည်မိမိရဲ့ချစ်ချင်းဟာအမတော်ဘရုံမာရဲ့ချစ်ချင်းမေတ္တာကဲ့သို့ပြေဝခြင်းမရှိခဲ့သည့်အတွက်မူဒရာကြောက်ရွံ့သိမ်ငယ်မိပါသည်တောင်းပန်စကားဆိုဖို့အတွက်တောင်မထိုက်တန်တဲ့ဒီအမိုက်မောက်ခွင့်မလွတ်ပါနဲ့တော့အမတော်ရဲ့အစမပြတ်မျက်ရည်တွေကျဆင်းနေတဲ့မူဒရာသည်နှုံမှစကားတခွန်းပင်မဖွင့်ဟနိုင်တော့ပဲစိတ်ထဲကနေတာတိတ်တဆိတ်ရည်ရွံ့နေမိ၏ဘရုံမာကတော့အတန်တိတ်ငိုရှိုက်နေသည့်မူဒရာရဲ့မျက်နှာအားဖြော့တော့တော့မျက်ဝန်းကလေးတွေနဲ့ကြည့်နေရင်ပါပြင်ထက်ဝဲမျက်ရည်စာတို့ဖြင့်လိမ့်ကျက်လျက်ရှိလေသည်တကယ်တမ်းတော့သူတို့နှစ်ယောက်ရဲ့ကြားကတန်ရောစင်မြတ်သားတီပြတ်တောက်၍မရနိုင်ပြီဖြစ်သောမဟာတမှုတရနောင်ကျိုးဖြင့်ရစ်ပတ်ချီနှောင်ထားနှင့်ပြီးသားပင်ဘရုံမှာတတိပြန်ရလာတာ၄ရက်မြောက်ခဲ့လေပြီမူရာကတော့သူ့အမတော်ဘရုံမာရဲ့အနားမှာပဲအချိန်ပြည့်နေပြီးအနီးကပ်ပြုစုဆောင်ရှောက်ပေးနေခဲ့သည်တပ်စခန်းကိုလည်းမပြန်သေးပဲသူရဲ့စစ်သူကြီးနှစ်ဦးကိုတာဝန်မှန်သမျှလွှဲအပ်ပေးထားခဲ့၏နေ့စဉ်နေ့တိုင်းစစ်သူကြီးတီဟာသူရိန်ကမပြတ်မကွက်လာရောက်၍တည်င်းပို့ကဆွေးနွေးတိုင်ပင်လေသည်တဲဆောက်ထားသည့်ခြံဝင်းလယ်မှမီးဖို၍စေးချိုနေသောစရီမူဒရာကိုဘရုံမာတဲအတွင်းကနေလှမ်းကြည့်နေမိသည်သူမရဲ့မျက်ဝန်းတွေကအင်အားသိမ့်မရှိပေမဲ့လို့အနှဲငယ်တော့ကြည်လင်လာလေပြီကြိုထားသည့်စေးရည်ခွက်နှင့်အတူနိုးဆန်ပြုတ်ထည့်ထားသောမြေပကံလုံးကလေးအားကင်ဆောင်၍တဲအတွင်းသို့ဝင်လာသည့်မူဒရာရဲ့မျက်နှာကိုဘရုံမာမော့ကြည့်ရင်အသက်ဝင်စွာပြုံးရည်လိုက်သည်ဘာတွေတဘောကြနှစ်ချိုက်လို့ပြုံးရည်နေပါသလဲအမတော်ဘေးမှအသာထိုင်ချပြီးပြုံးရည်နေတဲ့ဘရုံမာဤမျက်နှာကိုငေးကြည့်ရင်မူဒရာမေးလိုက်သည်ထိုအခါဘရုံမာကနှကန်းထောင်ပြားလေးအပေါ်တို့ကွေးတက်သွားသည့်အထိပြုံးရည်၍
စရီရဲ့မျက်နှာမှာအမဲတွေစွန့်ပေနေတယ်။ညာဘက်တို့ဘေးတစောင်းလေးလဲထားရာကနေဘရုံမှာပြောလိုက်တော့အခါမူဒရာလက်ထဲကင်ထားတဲ့မြေပကံခွက်များကိုအောက်တို့ချ၍ကိုပါကိုလက်ဖြင့်ပုတ်တက်နေလေသည်။ဤတွင်လက်မပေးချန်နေသောအိုမဲတွေကပါးပြင်တလျှောက်၌ပို၍စွန့်ထင်းကုန်လေသည်။ထိုအခိုက်တန့်လေး၌ညီညာတန်းစီနေသောသွားကလေးတွေပေါ်လွင်သည့်အထိဘရုံမှာရေမောလေတော့သည်။လာဒီနောက်ခေါင်းငုံမအောင်စရီရဲ့လာလာပပလေးပြုံ၍ရေမောနေသောဘရုံမာကိုမုဒရာမြင်သက်စွာငေးကြည့်နေရမှခေါင်းကိုအရှိတို့တိုးပြီးငုံပေးလိုက်၏ဘရုံမာသည်အင်ကြီးလက်အနားစာဖြင့်ပေးချန်နေသည့်မုဒရာရဲ့မျက်နှာကိုတန့်စင်အောင်တယူတရလေးတုပ်ပေးနေရှာသည်အခုလိုကြတော့လဲမန်မာနာနဲ့ဒေါရကင်းစင်နေတဲ့ကလေးပေါက်စနာကလေးကဲ့သို့ငြိမ်သက်စွာခေါင်းကလေးငုံ၍ထိုင်နေသည့်မူဒရာဟာဘရုံမာရဲ့အမြင်မှာတော့လွန်စွာမှချစ်စပွဲကောင်းလွန်နေရှာသည်ဤနှုတ်ဆန်ပြုတ်လေးကိုဝင်အောင်အရင်သုံးဆောင်တော်မူပါအမတော်ပြည်နောင်မှဆေးရည်ကိုတောက်တုံတော်မူပါတေတာစွန်ကလေးဖြင့်နှုတ်ဆန်ပြုတ်ကိုသူကိုယ်တိုင်တစွန်းချင်းစီခတ်၍ဘရုံမာကိုတိုက်ကျွေးနေလေသည်ဘရုံမာကလည်းပြုံပြုံကလေးဖြင့်နှစ်ချိုက်စွာသုံးဆောင်တော်မူ၏ယခုမှနလန်ထဆလူမမတယောက်ဖြစ်တာကြောင့်ဘရုံမာရဲ့မျက်နှာလေးဟာဖြော့တော့နေသေးပါတို့ပင်မဲ့အပြုံးလေးတွေကတော့တိတ်ကိုလှပြီးချိုတာလွန်လာ၏ခါတက်လွန်ဤစီးရီကိုတစ်ချိုက်ထဲတောက်သုံးလိုက်ပြီးတဲ့နောက်မှာတော့ဘရုံမာရဲ့မျက်နှာဟာအနှဲငယ်ရှုံးသွားလို့နေသည်စီးရခါတယ်ဆိုတာကိုသိပြီလို့ဟော်ရီမှာထညက်ခဲလဲအသင့်ယူဆောင်လာပေးခဲ့တယ်သူရဲ့နှကန်းဝါနာအထိထညက်ခဲကလေးကိုမုဒရာကလာရောက်ဆက်တာတော့ဘရုံမာနှစ်ချိုက်စွာပြုံးလိုက်မိပြန်သည်ချစ်တော်သူရဲ့ကျင်နာယူရမှုကိုခံရတော့ဘရုံမာစိတ်ပဝင်ကြည်နူးလို့နေ၏မူဒရာကန်ပီဒီထညက်ခဲကလေးကိုလှပတော့နှကန်းလွှအစုံဖြင့်ဘရုံမာတိမ်တွင်းလိုက်လေသည်ခါတက်သောအရသာကိုစားချုံမြိန်ချင်းကအာကတွင်ထဲသို့အစားထိုးဝင်ရောက်လာသည်မို့ဘရုံမာနှစ်ချိုက်ချိုက်ဆက်၍ပြုံးထားလေသည်သူမဤဘဝသည်လည်းခါတက်ခြင်းမှချုံမြိန်ခြင်းတို့ကူပြောင်းလာခဲ့ပြီပဲလို့စိတ်ထဲမှာဝမ်းပန်းတတ်တာဖြင့်ရေရွတ်နေမိသည်မထင်ထားခဲ့မိဘူးဘာလို့လဲအမတော်ယခုလိုမျိုးညီမတော်ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတဲ့အစားအသောက်တွေကိုတနေ့နဲ့မျှသုံးဆောင်ခွင့်ရလိမ့်မယ်လို့ဟိုးရင်ကမတွေးခဲ့ဖြစ်ဘူးအမတော်ပြန်ပြီးတက်တာလာတဲ့အခါကျရင်စရီအတွက်စားပွဲတော်ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးခြင်းမိပါရဲ့မချက်ပြုတ်တတ်ပင်မဲ့လေပေါ့အဆုံးသတ်မှာရှက်ပြုံကလေးနဲ့ပြောလိုက်တဲ့ဘရုံမာရဲ့မျက်နှာကိုမုဒရာငေးကြည့်ရင်အသက်ဝင်စွာပြုံးရလိုက်မိသည်အမြန်ဆုံးပြန်ပြီးကျမ်းမာလာပြီးရင်မဲတော်ပါပြီလေချက်ပြုတ်တာဘာနဲ့မှမတူအောင်ခက်ခဲလွန်းနဲ့မတော်ရဲ့ရေမောပြီးပြောပြနေတဲ့မုဒရာရဲ့မျက်နှာလေးကိုဘရုံမာခက်ပြုံပြုံကလေးနဲ့တွေ့ကလေးငေးကြည့်လို့နေရှာသည်ထို့နောက်မုဒရာရဲ့ပါးပြန်ပေါ်သို့သူ့ရဲ့လက်ဖွားနုနုလေးဖြင့်ဘရုံမာပုတ်တက်ပေးလိုက်ရင်ဘာလို့လဲစရီရဲ့မျက်နှာမှာအမဲတွေပြနေပြန်ပြီလားမုဒရာရဲ့မိကွန်းကိုဘရုံမာကခေါင်းလေးခါရမ်း၍ညှင်းဆန်လိုက်ပြီးတဲ့နောက်မဟုတ်ပါဘူးအခုလိုညီမတော်ရဲ့အပြုံးကိုပြန်ပြီးမြင်တွေ့ခွင့်ရလိုက်တဲ့အတွက်ကြောင့်အမတော်ရဲ့ရင်ထဲမှာဝမ်းသာပီတိဖြစ်မိလို့ပါစရီရဲ့အမတော်ရဲ့လို့ရင်ထဲကတိတ်တဆိတ်ရေရွတ်မိရင်မုဒရာဝမ်းနဲ့သွားသည်နာကြီးကြမ်းတမ်းစွာပြုတ်မှုခဲ့မိတဲ့အမားတွေအတွက်နောက်နာအထက်ထက်ဖြင့်တောင်းပန်စကားဆိုခြင်းမိတော့လဲတောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းနဲ့တော့ပေါ့ပြတ်စွာမပြောလို့ပြန်အပြင်မှာလင်းချင်းခံထွက်ကျင်သလားမတော့အခုလိုအချိန်ဆိုရင်ခြံဝိုင်းအပြင်ဘက်တောင်ကုန်းလေးထိပ်ကတိတ်ပြီးနေလို့ကောင်းတာဝမ်းနဲ့စိတ်ကိုချုပ်ထိန်ထားရင်အမတော်မရိပ်မိရလေအောင်အပြုံးလေးတစ်ခုနဲ့သူပြောလိုက်တော့အမတော်ကခေါင်းလေးငိမ့်ပြ၏ဒီလိုနဲ့သူကိုယ်တိုင်အမတော်ကိုကြောပိုး၍တောင်ကုန်းထိပ်လေးစီသို့ခေါ်ဆောင်လာပေးခဲ့လေသည်ဒီအချက်ကိုသိပါလေစားစရီဘယ်အချက်များလဲအမတော်ဘရုံမာကိုဂုံပိုးပြီးဖြည်းဖြည်းကလေးလမ်းလျှောက်နေစဉ်ကြောဘက်စီမှတူညင်လာသောမေးခွန်းလေးတစ်ခုထွက်ပေါ်လာတာကြောင့်မူဒရာခေါင်းကလေးစောင်းငယ်၍ပြန်မေးလိုက်မိသည်စရီရဲ့ကြောပြန်အင်မတန်ကိုမှနှွေးထွေးလွန်းနေဆိုတဲ့အချက်ကိုပေါ့ရင်ငွေ့လဲထုံနီး၎င်းမယ်အရန်ကိုနှွေးထွေးလွန်းလာတယ်လေတံအေးအေးလေးနဲ့ဘရုံမာပြောနေသည့်စကားတွေကိုနားထောင်ရင်းမူဒရာရင်နဲ့နှင့်ငနဲ့ဖြစ်သွားရရှာသည်
မြစိမ်းရောင်မြက်ခင်းပြင်ထက်တွင်နှင်းစီလွားကလေးများဖုံးလွှမ်းတာတကယ်တို့မူဒရာရဲ့မျက်ဝန်းအိမ်ထဲမှာလည်းမျက်ရည်ဥတွေကတွဲလဲခိုလျက်ရှိကြသည်ကျဆင်းသွားကြတဲ့မူဒရာရဲ့မျက်ရည်စားတွေကိုဘရုံမာကတော့မမြင်တွေ့နိုင်ခဲ့ပါမူဒရာကြောပြင်၌မိဆက်ရင်အပူပင်ကင်းစွာဖြင့်ဘရုံမာလိုက်ပါလာခဲ့လေသည်တောင်ကုတ်ထိပ်ကစကပ်ဖြူပင်ကြီးအောက်သို့ရောက်တော့ကြောမှပိုးထားတဲ့ဘရုံမာကိုဖြင်းညင်းစွာမူဒရာချပေးလေသည်နှစ်ဦးသားစကပ်ဖြူပင်ကြီးရဲ့ပင်စီရင်၌ကြောမိ၍ဘေးချင်းကရှင်ထိုင်လိုက်ကြသည်အဖြူရောင်ပွင့်ချက်ရှည်များဖြင့်ဆွန့်ဆွန့်ကားကားပွင့်နေကြတဲ့စကပ်ဖြူပန်းပွင့်ကလေးများသည်အပင်ပေါ်မှာအဆုပ်လိုက်ပွင့်နေကြသလိုမြေပြင်ပေါ်မှာလည်းပြန့်ကျဲနေလျက်ရှိကြသည်သူတို့ထိုင်နေရာတောင်ကုန်းထိပ်လေးတွင်ပန်းရနံ့များထုံဤမွေးပြန့်လျက်ရှိ၏ဒါအပြင်ရှေ့မှမြင်တွေ့နေရတဲ့စီးစာချိန်မိုးကုတ်ဆက်ဝိုင်းရဲ့နေဝင်ဖြူဖြာရှုခင်းဟာအင်မတန်ကိုမှရင်သက်ရှုမောဖွယ်စရာပင်နှစ်ယောက်သားစကားတခွန်းမှမပြောကြသေးပဲလေညင်းထဲ၌ပါလာသောမွေပြန်သည့်ပန်းရနံ့များကိုရှူရှိုက်ရင်းတောင်ထိပ်ဖျားကရှုခင်းကလေးများကိုမင်သက်စွာငီးမောနေမိကြသည်ခဏကြာတော့ဘရုံမာကဥစွာမူဒရာရဲ့လက်ကိုအသာအရာဆုပ်ကင်လိုက်၏ထို့နောက်အကွယ်နေတော်လေတံကွဲရှာရှာဖြင့်ရှုခင်းကိုငေးမောကြည့်ရင်စကားဆဆိုလေသည်အဲ့ဒီညအမတော်ကိုယ်တိုင်မေတော်ကြီးရဲ့အဆောင်ကိုသွားပြီးတိတ်တဆိတ်ပင့်ဆောင်ပေးခဲ့တာပါအစတုန်းကတော့အမတော်ရဲ့မေတော်ကြီးကိုပါတပါးတည်းခေါ်ဆောင်ပြီး၃ယောက်အတူတူနန်းပြင်ထွက်ခွာဖို့ကြံစီခဲ့မိသေးတယ်ဒါပေမဲ့တတိုးရိပ်မိသွားမှစိုးရိမ်မိတာကြောင့်မေတော်ကြီးတူးတဲ့ကိုပဲဘေးကင်းစွာနဲ့အရင်ပို့ဆောင်ပေးဖို့ဆုံးဖြတ်ချက်ချလိုက်မိတာတို့ပေမဲ့အမတော်ရဲ့ဆုံးဖြတ်ချက်မှားယွင်းသွားခဲ့တယ်ဆရီရဲ့တိုးဖြော်ဖြော်လေးတန်လေးနဲ့အစုံတန်၌ရှိုက်တန်လေးတစ်ချက်ဖော်ထွက်လာသည်မူဒရာသူ့အမတော်ရဲ့မျက်နှာကိုလှည့်မကြည့်ဝင်ပါဘရုံမာရဲ့ပါးပြန်ထန်၌မျက်ရည်စများလိမ့်ကျန်နေလိမ့်မယ်ဆိုတာကိုမူဒရာရိပ်မိ၏ထို့အတူသူလည်းပဲမျက်ရည်တွေတပေါက်ပေါက်ကျဆင်လိုနေပါသည်တတိုးကပါးနှက်လွန်းနေအမတော်ကမေတော်ကြီးကိုလှည့်ဝက်လမ်းကြောင်းကနေပြီးနန်းပြင်ခေါ်ထုတ်ပေးမယ်ဆိုတော့သူကြိုတင်ရိပ်မိခဲ့တယ်တကယ်တော့အမတော်ရဲ့ညံ့ဖြစ်မှုတွေကြောင့်ပါလမ်းမှာအဆောင်အချက်တွေတယောက်မှမရှိနေဘူးဆိုကြတဲ့ကရိပ်မိခဲ့ရမှာအားလုံးအမတော်ရဲ့အမားတွေကြောင့်ပါဆရီရဲ့ပင်တက်ရှာ၍ငိုကြွေးနေတော့ဘရုံမာကိုမူဒရာဆက်၍မျက်နှာမလွဲထားနိုင်တော့ပါရင်ခွင်နဲ့အသားအရာထွေးပိတ်ပေးထားရင်တကယ်တမ်းအသုံးမကျတာဆရီပါမဲမဲဖျောင်းမကကွယ်ပေးနိုင်ခဲ့ဘူးမဲမဲဖျားတီဆိုးနဲ့တီခဲ့ရတာအမတော်ရဲ့အဆိုးဆုံးကမဲမဲဖျားရဲ့ကျင်ရစ်တဲ့ခန္ဓာကိုယ်တော်ကောင်းကောင်းမွန်မွန်နဲ့မြုပ်နှံပေးခွင့်မရခဲ့တော့ရင်အနာဆုံးပဲမိမိကိုလည်းခွင့်မလွတ်နိုင်သလိုမဲတော့ကိုရရဆက်ဆက်တက်ခဲ့တဲ့တတိုးကိုလည်းစရီဘယ်တော့မှခွင့်လွတ်ပေးနိုင်မှာမဟုတ်ပေဘူးအမတော်ဘရုံမာရဲ့ပခုံးကိုမူဒရာလက်နက်ဖက်ဖြင့်တင်းတင်းကြပ်ကြပ်ဖတ်ထားရင်းပြောလိုက်မိသည်နီရဲနေတဲ့မျက်ဝန်းနှစ်ဖက်မှာမျက်ရည်စာတို့ကလည်းမရက်မနာစီးကြလို့နေကြသည်ကျန်ရစ်ခဲ့တဲ့မေတော်ကြီးရဲ့ရုပ်ခန္ဓာကိုညီမတော်စန္နာတို့တာအမီကတောင်ရိုးပေါ်မှာရှိတဲ့ဘုံကြီးကျောင်းရဲ့အနောက်ဘက်ခြမ်းကတောဆက်မှာကောင်းမွန်စွာမြုပ်နှံကူတွင်းပေးခဲ့ပါတယ်ဆရီအမတော်တတကားစားပြူတဲ့နေ့ကျရင်မေတော်ကြီးစီကိုလိုက်ပို့ပေးပါမယ်မူဒရာရဲ့ရင်ခွင်ကိုခေါင်းကလေးမိနေရမှဘရုံမာဟာကိုပြန်မက်လိုက်ပြီးပလဲခါနေတော့မျက်ဝန်းများဖြင့်မူဒရာရဲ့မျက်နှာကိုငေးကြည့်ရင်ပြောလိုက်၏ထို့နောက်မူဒရာရဲ့ခေါင်းကိုလက်ချောင်းကလေးများဖြင့်ပုတ်တက်ပေးရင်ဘရုံမာနှစ်သိမ့်အားပေးနေခဲ့သည်မူဒရာကတော့မျက်ရည်ပင်လည်းဝေနေသေးပင်ဤများလောက်အထိရှိုက်ငင်ငူကျွေးနေတဲ့မူဒရာရဲ့ပုံစံကိုဘရုံမာအရင်ကတခါမှမမြင်တွေ့ခဲ့ဘူးပါထို့ကြောင့်ဝမ်းနဲ့စိတ်တို့ကဘရုံမာရဲ့ရင်ထဲမှာပြည့်နှက်လို့နေခဲ့ပါသည်တစုံတဦးအပေါ်နာကြီးမုံတီစိတ်တို့ကပုံမိုပြီးပေါက်ဖွာလာကနတ်မောင်ဖြောင့်တန်းနေသည့်မျက်ခုံးနှစ်ဖက်ကိုလည်းဘရုံမာတွန့်ကွေးထားမိသည်ကိုသွေသားအရင်ချားဆိုပေမဲ့လို့တတိုးအမတော်လည်းခွင့်လွှတ်ပေးနိုင်စွမ်းလုံးလုံးမရှိပေဘူးသူဟာယောက်ျားသားဖြစ်ပါလျက်နဲ့ညံနေညံနဲ့များပြီးပရိယေမရွာကျွေလွန်းလာတယ်မုဒ္ဒါစကားကိုလည်းသိသုံးတတ်တယ်နူညံ့တွယ်လျသောလက်ချောင်းကလေးတွေနဲ့မုဒ္ဒရာရဲ့ပါပြင်း၌ပေကျန်နေသောမျက်ရည်စများကိုဘရုံမှပုတ်သက်ဖယ်ရှားပေးရင်စရီမင်းဟာလေအမတော်အတွက်ရောဒီရေနာပူရတိုင်းပြည်ကြီးအတွက်ပါ
မရှိမဖြစ်လိုအပ်တဲ့နေမင်းတစင်းပဲဖြစ်ပေတယ်။မင်းကိုဘသူကားမှမြေပြင်ပေါ်ဆင်းတက်အောင်ပြုလုပ်နိုင်မှာမဟုတ်ဘူးစရီ။အဲ့ဒီတော့ကအမတော်ရင်ထဲကနေခံစားလို့ရနေခဲ့တယ်။မင်းမသိဘူးဆိုတာကိုပေါ့ကွယ်။ခဏတာတိမ်ဖုံးနေလို့မမြင်ရသေးတာပါလို့စိတ်ထဲမှာအကြိမ်ကြိမ်ဖြေသိရင်စောင့်ဆိုင်နေခဲ့ရတာပါ။တုံရီနေတော့အတန်ဖြင့်ငိုတန်ဆွတ်စွာပြောနေရင်ပရုံမာသည်မျက်ရည်တွေစက်တိုက်စီးကြလို့နေ၏တို့တော့နှကန်းထောင်စွန်ပြားကလေးကိုအပေါ်တို့ကော့တက်သွားသည့်အထိပြုံးလိုက်ရင်လက်ဘဝနှစ်ဖက်ဖြင့်မူဒရာရဲ့ပါးပြင်ကိုထိကင်ထားကာနောက်ဆုံးမှာတော့တိတ်နေကင်းစင်သွားပြီဖြစ်တဲ့အခုလိုအချိန်မှာတော့အမတော်ရဲ့နေမင်းကြီးကိုပြန်လဲတွေးခွင့်ရပါပြီကောလားအမတော်လေးမင်းကိုတိတ်မျက်နှိုတာပဲကွယ်သိရလားစရီမင်းကိုဘဝတစ်ခုလုံးပုံအပ်ပြီးတော့ချွတ်ကြံဝင်ခဲ့တာပါစရီရဲ့တောင်းမှမှာတဲ့အမတော်ရဲ့စရီမားခဲ့ပါတယ်အမတော်အပေါ်ရရဆက်ဆက်နဲ့နာကျင်ပြုတ်လုခဲ့မိသမျှပြစ်မှားခဲ့မိသမျှအရာအားလုံးအတွက်ဝင်ချတောင်းမှပါတယ်စရီအရန်ကိုမှားခဲ့ပါတယ်ပါဇက်မဖွင့်ဟဖို့အကြိမ်ကြိမ်စူးစမ်းခဲ့တော့လဲပြောမထွက်ခဲ့သည့်မူဒရာဟာယခုအချိန်မှာတော့သူ့အမတော်ရဲ့ရင်ခွင်ထဲတိုးဝင်ဖက်တွယ်ထားရင်ကလေးငယ်တဦးလိုမျိုးငိုကြွေး၍အမားအားလုံးအတွက်ဝင်ချတောင်းပန်နေပါတော့သည်ပရုံမာကတော့ခပ်ပြုံပြုံလေးရဲ့သာမူဒရာရဲ့ကားကိုလက်ဖြင့်ထွေးပိုက်ထားပေးရင်စွမ်းနယ်မြင်လေးများကိုသူမရဲ့နှကန်းပြားကလေးဖြင့်တยุတရနမ်းရှုံလို့နေပါသည်မင်းရဲ့အမားလို့အမတော်မမြင်ရပါဘူးကွယ်မင်းသိရဲ့လားမင်းဘာကြီးပဲလုံနေဘလို့ပဲဖြစ်ခဲ့ပါစေအမတော်မင်းတခါလေးတောင်မှစိတ်ရင်နဲ့အပြစ်မတင်ရက်ခဲ့ပါဘူးမင်းဒေါရတိတ်ကြီးလွယ်တယ်ဒေါရကိုရှေ့တန်းတင်ပြီးဟန်တာဝရီရဲ့တန်တမန်နှစ်ဦးကိုတတ်ခဲ့တုန်းကအဲ့ဒီတုန်းကအမတော်မင်းကိုစုပူခဲ့တယ်ဆိုတာတနေ့နေ့တစ်ချိန်ချိန်ကြိုင်မင်းထိခိုက်နာကျင်ခံစားရမှာစိုးရိမ်မိတဲ့အတွက်ကြောင့်မှစရီရဲ့မင်းကိုတကယ်စိတ်ရင်နဲ့စိတ်ဆူမုန်းတီးခဲ့တာမျိုးမဖြစ်ခဲ့ရအမှန်မှာမင်းကိုတိတ်ချစ်ခဲ့တာမို့လို့ပါအင်မတန်ကိုမှမျက်နှိုပြီးတွေ့တာရလွန်လို့ပါစရီရဲ့မျက်ရည်များဖြင့်ပြောနေရင်မူဒရာဤဥကောင်းနှစ်ဖူးနှင့်ပါးပြင်တို့ကိုပရုံမှတယူတရဖြင့်အကြိမ်ကြိမ်နှမ်းရှုံနေမိခဲ့သည်နောက်ဆုံး၌ကြာဘူးကြောင်ငုံနှင့်အလားတဒံတူပါသောနူညံလွန်ဒီနှကန်းပြားကလေးဖြင့်သူသိမ့်မြတ်နိုးရပါတော့စရီမူဒရာဤနှကန်းပြားတစ်စုံပေါ်သို့ဖွားဖွားကလေးနှမ်းရှုပ်ခဲ့လေသည်ထိုအချိန်တွင်မူဒရာဤနှကန်းပြားများဟာမျက်ရည်စများစီးကျထားတာကြောင့်ဆူဆွတ်ပြီးတုံရီနေခဲ့ပါသည်ရင်းနှင့်အောင်ချစ်ခဲ့ရပါသောအမျိုးသမီးထံမှမမျှော်လင့်ပဲရခဲ့တဲ့အနန္တပွင့်ဟာတိတ်ကိုနှက်ဆိုင်လွန်ပြီးနှွေဦးရာသီပမာနှလုံးသားကိုတာယာနှွေးထွေးစေခဲ့ပါသည်မင်းကအမတော်ရဲ့နှလုံးသားတွေကတပားတဲ့တော့နေမင်းမှာဒါကြောင့်မို့ဟောဒီယာအမတော်ရဲ့နှလုံးသားထဲမှာထာဝရရှင်သန်တောက်ပပေးနိုင်မယ်မဟုတ်လားယင်စရီပရုံမာရဲ့စကားတခွန်းဟာစကဖြူပန်းပွင့်ကလေးများဤမွေရနံ့နှင့်အတူမူဒရာရဲ့ရင်ကိုတွားရောက်လှုပ်ခတ်စေခဲ့သည်ခန္ဓာကိုယ်ပေါ်သို့ကြွေကျဆင်းလာကြတဲ့စကဖြူပွင့်ဖက်တစ်ဖက်ချင်းစီကဲ့သို့နူးညံ့သိမ်မွေ့လွန်ပါသောအနံတစ်ခုကိုချစ်ကြမ်းဝင်ခဲ့ရတဲ့မင်းသမီးကြီးမဟာယရဏပရုံမာဒေဝီထံသို့စရီမူဒရာအရောက်ဆက်တခဲ့လေသည်ဤဒီကပရုံမာမေးလိုက်သည့်မေကွန်းအားမူဒရာပြန်လဲဖြေကြားပေးခဲ့ခြင်းသာဖြစ်၏အဖြေသည်စကားဖြင့်မဟုတ်အသိမ်မွေ့ဆုံးသောအနုညံ့ဆုံးသောအနန္တဆုံးဖြစ်သာတက်တည်ထူခဲ့ခြင်းပင်အမတော်ဟာစရိရဲ့ဘဝစရိရဲ့အသက်မို့အမြဲထောက်စဉ်ထွန်းလင်းတောက်ပပေးရမှာစရိရဲ့တာဝန်မှာအမတော်ရဲ့အကျဉ်သူနှစ်ဦးရဲ့နူးညံ့သိမ်မွေ့လွန်လာသောချစ်ချင်းတရားဤဘုံတကူတော်တို့ကြောင့်မိုးကုတ်ဆက်ဝိုင်းအလွန်၌ရှိနေသည့်လိမ္မော်ရောင်နေမင်းကြီးကပင်လျင်လှပခြင်းတရားတို့ဖြင့်အစွမ်းကုန်ပေးဆက်နေရလေပြီ15ရက်ကျော်လွန်သွားပြီးတဲ့အချိန်မှာတော့ပရုံမာရဲ့မြားတန်ရာဟာအတော်အတင်းတော့ပြန်လဲတက်တာလာခဲ့လေပြီနတ်စီစရာကဲတို့အစွမ်းထလှတဲ့အဖရဲ့ကျေးဇူးကြောင့်ယခုလိုပြန်လဲတက်တာလာခဲ့ခြင်းပင်အခြားသမားတော်လက်ထဲတို့ရောက်ခဲ့မယ်ဆိုပါကပရုံမာတိတ်ပွဲဝင်ရမည်မှာမလွဲဧကန်ပင်ထို့ကြောင့်ပရုံမာကလည်းပြန်ပြီးထူထူထောင်ထောင်ဖြစ်လာခဲ့သည့်နေရမှာစ၍သူကိုစီးကူးသပေးခဲ့တဲ့အဖအားမိဘနှစ်ပါးနေရာ၌တဒန်းနဲ့ထား၍
နေစဉ်ဦးတုံးချိန်ချကရှစ်ခိုကတော့လေသည်ဤကာလအတော်အတွင်း၌အဖတီဘုန်းကြီးကျောင်းမှာပဲသွားနေပြီးနေခင်နေလေလောင်းမှသာပြန်လာ၍ပရုံမာဤကျမ်းမာရေးအခြေအနေကိုနေ့စဉ်ပုံမှန်လာရောက်ကြည့်ရှုပေး၏မူဒရာကတော့အချိန်ပြည့်နီးပါပရုံမာရဲ့အနားတွင်သာရှိနေတတ်သည်တူနေထိုင်ရာတပ်စခန်းစီတို့မဖြစ်မနေတွားရောက်ကြည့်ကြရမည့်အချိန်မျိုးတွင်တော့အဘနှင့်ဆွေမျိုးနီးစပ်ဖြစ်သူအသက်60ဝန်းကျင်ခန့်ရှိသောအမေအိုတဦးအားပရုံမာဤအနားတွင်အဖော်အဖြစ်ထားရစ်ခဲ့သည်စစ်စေးကြမရမည့်တာဝန်မှန်သမျှကိုလှုပ်ဆောင်ပြီးပြီဆိုတာနဲ့ပရုံမာရှိနေသည့်ရွာတရွာရဲ့အစွန်အဖျား၌ရှိနေသောတဲ့အိမ်ကလေးထံသို့အရောက်ပြန်လာလေသည်ဤအကြောင်းအရာများကိုမူဒရာဒီစစ်သူကြီးတိဟသူရိန်ကလွဲပြီးညီသူတဦးတစ်ယောက်မှအတိမပေးခဲ့ပါတိဟသူရိန်ဤညီမဖြစ်သူနန်းလွန်အိမ်ကတော့သူ့အရှင်မခြေလမ်းပြတ်နေတာကိုသိ၍တိတ်တဆိတ်တည်င်းဆောင်ဆန်းခဲ့လေရာအကြောင်းရင်းမှန်ကိုရိပ်မိသွားခဲ့၏ပရုံမာကိုအကြီးအကျယ်မလုံမုန်းတီးနေသူဖြစ်တော်လဲသူမုန်းတီးနေသူရဲ့ဘေးမှာမူဒရာကအချိန်ပြည့်နီးပါးရှိနေခဲ့သည်ဆိုတော့နန်းလွန်အိမ်တယောက်ပရုံမာအပေါ်မှာမကောင်းကြံလို့မရခဲ့ပါတို့တော့လဲအခွင့်အခါတင်သည့်အချိန်ကိုစောင့်ဆိုင်လျက်ရှိလေသည်ဆောင်းရဒီရဲ့ညနေခင်းလေးတစ်ခုတွင်ချစ်ရသူပြန်လာကိုနေစဉ်မပြတ်မကွက်ပရုံမာစောင့်မျှော်နေခဲ့သည်သူယခုနေထိုင်ရတဲ့တဲပုတ်ကလေးဟာနန်းတော်အတွင်းမှအဆောင်တော်နှင့်နှိုင်းရှင်လို့မရပါတော့လဲဤတဲပုတ်ကလေးကပဲနှွေးထွေးရာအတိုက်အမြုံလေးဖြစ်လို့နေပြန်သည်ချစ်ရသူနဲ့အတူနေထိုင်ခွင့်ရသည့်ရဝန်းဟာခမ်းနားကြီးကျယ်နေမှမဟုတ်စုတ်ချသိမ့်နှုံလွန်နေရဖြစ်နေပါစေအောင်တော့မူဒရာနဲ့အတူတူဓာဆိုပါလျင်ရောက်ရဒေတာဟာပရုံမအတွက်နက်နံတစောင်ပင်ဖြစ်နေလေသည်အပြင်မှာချမ်းအေးလာတော့ဘာကြောင့်များအပြင်ထွက်ဆောင်ရတာတော့အမတော်ရဲ့တောင်ထိပ်အောက်တို့အနားယူပြောက်ွယ်တော့မဲ့လိမ်မော်ရောင်နေမင်းစီမှထွက်ပေါ်လာတော့ရောင်စင်တန်းများသည်နင်းမြူမုံများကိုခွန်အားဖြင့်ဖြိုခွင်းလျက်ရှိသည်လက်ရမြောက်လွန်လာသောပကြီးကားတစ်ချက်နှင့်သူတိရှုခင်အလဲတွင်မြင်းပေါ်မှလွှားကနေဆင်းတက်လာသည့်သူ၏ပုံတတန်ဟာရင်သက်ရှုမောပွဲရအပြည့်ပင်ယောက်ျားသားတဦးဝစ်စင်သည့်တာမန်အရက်ဝစ်ချီတဲ့စင်ဆွဲရောင်ဖြင့်အနက်ရောင်ကိုတွဲဖက်ဝစ်စင်ထားပါ၏နောက်ကျော်လည်၌ရှိနေသောနီညိုရောင်ဝစ်ယုံလွှားသည်မြင်းပေါ်မှခုန်ဆင်းလိုက်သည့်အချိန်၌လေပေါ်တွင်လွှားကနေဝိဝဲသွားပုံဟာလွန်စွာမှဩဇာညောင်သည့်ပုံရိပ်တစ်ခုတစ်ဖွဲပင်အမျိုးသမီးဖြစ်နေပါတော့လဲဤများလောက်အထိဘုံကန်နှင့်အာနာပြည့်စုံသည့်အစွင်းတင်ပြင်းရှိသူမဟာစရိမုဒရာဒေဝီကိုအသက်ပင်ပေးအပ်၍ကိုးကွယ်ခိုးလုံခြင်းနေမိသူမှာမဟာယေရနာဘရုံမာဒေဝီပင်ဖြစ်ပေသည်အမတော်စရိပြောနေတာတွေကိုနားရောထောင်နေရဲ့လားအုံဆိုင်နေတော့တစ်ပင်ကြီးရဲ့အောက်၌မူဒရာကိုမှင်သက်စွာဖြင့်ရက်ကြည်နေသည့်ဘရုံမာမှာယခုထိပင်စကားပြန်မပြောနိုင်သေးချေဝိုင်းဆက်နေတော့သူမရဲ့မျက်ဝန်းလှလှကလေးတွေနဲ့ကြည်နေပုံမှာညက်လွာပင်တစ်ချက်မချကြောပေါ်မှာလွှမ်းခြုံထားတဲ့ဝေယုံကိုမူဒရာဖြုတ်လိုက်ပြီးဘရုံမာရဲ့ခန္ဓာကိုယ်ကလေးပေါ်သို့အသာအရာလွှမ်းခြုံပေးလိုက်ရင်အမတော်တခုခုများဖြစ်နေသလားဘရုံမာရဲ့တွေ့လျသောလက်မောင်းလေးနှစ်ဖက်ကိုမူဒရာဖွားကလေးစုပ်ကိုင်လိုက်သည့်အချိန်မှသာဆွဲမက်ဖွဲကောင်းသောအပြုံးချွချွကလေးအားဘရုံမာဖန်ဆင်းလိုက်လေသည်စရိရဲ့အရှိန်ဝါတိတ်ကိုတောက်ပလွန်းလွန်းအမတော်ရဲ့စိတ်အာယုံကိုတော့လေထဲပြန့်လွင့်သွားစေခဲ့တာပါဘကောလားကြာပန်းကဲ့သို့တင်းပြန့်လာသောဘရုံမာရဲ့ကိုတင်းရက်နှံ့ကလေးကိုမူဒရာဆွဲသိမ်းပွေဖက်လိုက်ချိန်၌လှိုင်းနေအောင်ရှိုက်တွင်ခွင်ရခဲ့သည်ဟောပင်မြင့်ထက်ကပန်းပွင့်ကလေးတွေကြည်ကြလာသလိုမျိုးစရိရဲ့အသေးနှလုံးကိုအမတော်ရဲ့စကလုံးချွချွကလေးတွေကချွေချနေပြီပဲကြည့်ပါဦးတကူလုံးလည်းအေးဆက်နေပါဘကောလားအမတော်ရဲ့မဖြစ်ပေဘူးအမတော်အနှွေးတက်ရစေဖို့အတွက်အခုပဲစရိမီးဖို့ရလိမ့်မယ်ခရီးရောက်မဆက်မီးဖို့ဖို့ရန်အတွက်လိုအပ်တာများကိုပြင်ဆင်ဖို့ဟန်ပြင်လိုက်ပါတော့လဲဘရုံမာကမူဒရာအားခွဲခွာခဲ့မပေးသေးပဲတင်းတင်းကြပ်ကြပ်ဖတ်ထားလေသည်စရိမင်းရဲ့ရင်ဝင်ကမီးပုံစီရမယ်အနှွေးဓာတ်ကိုမရှင်းနိုင်ပါဘူးကွယ်ဒီအတိုင်းလေးပဲအမတော်ဆက်ဖတ်ထားပေးပါအောင်လားဘရုံမာရဲ့တောင်းဆိုစကားကိုမူဒရာသွန်းလန့်နိုင်စွမ်းမရှိခဲ့ပါ
တစ်ပင်ကြီးရဲ့အောင်၌ပရုံမာကိုပြန်ပြီးထွေးဖက်ထားပေးမိသည်သူတို့နှစ်ဦးဟာစကားတခွန်းမှမပြောဆိုပဲငြိမ်သက်စွာဖြင့်တဦးကိုတဦးကျင်နာယူရမှုအပြည့်ဖြင့်ဖတ်ထားကြလေသည်တက်ဆုံဒီတိုင်းမခွဲမခွာပဲအမြဲထောက်ရအတူတူရှိလိုတဲ့စရီရဲ့ပရုံမာရဲ့နှုတ်ဖျားမှထွက်ပေါ်လာတော့တိုးဖျားဖျားစကားလေးတစ်ခွန်းကမူဒရာရဲ့နှလုံးသားကိုနှွေးထွေးအောင်ဖန်ဆင်းပေးနိုင်ခဲ့သည်ထပ်တူထမ်းမြပါပဲအမတော်ရဲ့ထိုစကားလေးတစ်ခွန်းကိုတော့မူဒရာရင်ထဲကပဲတိုးလောင်သိမ်းဆဲထားခဲ့မိသည်ပခုံးမော်ပြနေတဲ့တာဝန်များနဲ့တတိုးရဲ့အရေးကြောင့်နောင်လာမဲ့မိမိရဲ့ကံတရားများကိုမူဒရာကြိုမြင်နိုင်စွမ်းမရှိပါထို့ကြောင့်ဂတိစကားကိုလည်းမူဒရာမဆိုနိုင်ခဲ့ပေတတ်နိုင်သမျှတော့စရီအစွမ်းကုန်ကြိုးစားပါမယ်အမတော်ရဲ့နှစ်ဘေးမှာထာဝရခစားနိုင်ဖို့အတွက်ကိုပေါ့ရင်ဘတ်ထဲကစကလုံးတွေဒီစောင်းလီအဝေး၌မျောလွင့်ပါသွားခဲ့သည်မို့ချစ်ရသူကြားသိနိုင်လိမ့်မည်မဟုတ်ပြန်အိစတိညတညရဲ့ညလယ်၌မိဘုံကလေးဟာမှိန်ဖြတ်ဖြတ်တောက်ပလို့နေသည်ကျင်းသူနှစ်ဦးကတော့ထူမိဘုံကလေးနှစ်ဘေးမှာတူရှင်တွဲလျက်ရှိနေကြပါ၏10 နှစ်တောင်မပြည့်သေးတဲ့အရွယ်တစ်ခုမှာစပြီးတည်ခဲ့ရတယ်မိမိတိတ်ချရတဲ့ညီမငယ်လေးတဦးဟာဖခမဲတော်ရဲ့တွေ့တာမပါခဲ့ဘူးဆိုတာကိုပေါ့တောင့်တင်ပြီးနှွေးထွေးလွန်တဲ့မူဒရာရဲ့ပခုံးတစ်ဖက်ပေါ်တို့ခေါင်းကလေးမိထားရင်တိုးဖွာတော်လေးတန်းလေးဖြင့်ပရုံမှာနှုတ်ခွန်ချွေလိုက်လေသည်မူဒရာကတော့ပရုံမှာပြောသမျှကိုငြိမ်သက်စွာနားထောင်ရင်းရှေ့ကမိဘုံကလေးကိုငေးမော့ကြည့်နေပါသည်ဒါပေမဲ့စိတ်နှလုံးသားထဲမှာတော့ဒီညီမငယ်လေးဟာမိမိရဲ့သွေးသားနဲ့တစ်ထပ်တည်းတည်ရှိနေသေးပါပဲအမှန်တရားညီတို့ပင်ဖြစ်ပါစေညီမငယ်ပေါ်ထားတဲ့မိမိရဲ့စိတ်တဘောထားမြူသမုံမြပင်မပြောင်းလဲသွားခဲ့ပါဘူးသွေးသားအရင်တွေထက်ကိုပိုးပြီးယူရကျင်နာခဲ့မိတယ်ချစ်ခင်တွေ့တာခဲ့မိတယ်တကယ်တော့မြောက်ဘက်အရက်စီမှစောင်းလီဝေချိန်တွင်ပရုံမာစကားကိုစက်မဆိုသည်ပဲခေတ္တခဏရပ်တန့်လိုက်သည်ထို့နောက်တင်းပြန့်လွန်တဲ့စကပ်ဖြူပန်းပွင့်ရနံ့များကိုရှူရှိုက်လိုက်ရင်ရှူရကျင်နာမှုတွေမျက်နှာတွေ့တာမှုတွေနဲ့တန်ရောစင်တွေအားလုံးဟာသွေးသားဆိုတဲ့အရာနဲ့လားမှမသက်ဆိုင်ခဲ့ပေဘူးစရီမင်းဟာလေဒီလူလာကားတွေကိုဝင်ရောက်လာတဲ့အချိန်ကလေးကဟော်ရီယာအမတော်ရဲ့ထာဝရနှောင်ကြိုးလေးတစ်မြင်ဖြစ်ခဲ့ဟန်တူပါတယ်ကွယ်အမတော်ကတော့လေမင်းကိုဟိုးငယ်စဉ်အချိန်ကလေးကအခုအချိန်ထိတူမတူတဲ့ချစ်ချင်းမေတ္တာနဲ့အရေးတကြီးကြီးမေတ္တာတက်ဝင်ခဲ့ရတဲ့သူပါဒါကိုမင်းလည်းသိမှာပါကလေးငယ်ရဲ့အစုံ၌မူဒရာကိုပရုံမာသည်ကလေးငယ်ရဲ့ဟုခိုင်းနိုင်ခေါ်ဝေါ်ခဲ့ပါသည်မူဒရာရဲ့ရင်ခွင်ထဲသို့ပရုံမာကောင်းကလေးကိုအနှင်တိုးဝင်လိုက်သည်မူဒရာလည်းချစ်မြတ်နိုးရတဲ့ပရုံမာရဲ့ကောင်းကလေးအားလက်ဖြင့်ဖွားဖွားကလေးထွေးပွေပေးထားကလူမန်းတိရဆအရွယ်ကလေးကစရီလဲအမတော်ချစ်ခင်တွေ့တာပြီးမျက်နှိုးခဲ့ရတာပါတို့ပေမဲ့စရီရဲ့ချစ်ချင်းမြတ်တာအမတော်ရဲ့မြတ်တာလောက်တော့မပြေဝအောင်မအေးချမ်းခဲ့ပါဘူးမူရာစီမှထွက်လာတဲ့မျက်ရည်တစက်ဟာပရုံမာရဲ့ဥကောင်ထက်တို့ကျဆင်းသွားခဲ့ပါသည်အရာရာတိုင်းကအကျိုးရှိလို့အကြောင်းဖြစ်လာခဲ့တာပါစရီရဲ့မိမိကိုဒီထက်ပိုပြီးအပြစ်မဖို့ပါနဲ့တော့ကွယ်အမတော်ကမင်းရဲ့ပျော်ရွှင်ချမ်းမြေ့ပြီးတာယာကြည်နူးနေတဲ့မျက်နှာတော်လေးကိုပဲဖူးမြော်လိုသူပါမင်းဝမ်းနဲ့နာကျင်နေတာကိုမြင်တွေ့ရရင်အမတော်လည်းရင်တွေပူဆွေးဝမ်းနေရတယ်ခလင်းငယ်ရဲ့ရင်ခွင်ထဲတိုးဝင်ထားသည့်ဥကောင်းကလေးကိုအပေါ်တို့လှဲလိုက်ပြီးမူဒရာရဲ့မျက်နှာကလေးအားမျက်ရည်တွေတွန်းခနေတဲ့မျက်ဝန်းတစ်စုံဖြင့်ပရုံမာမော့ကြည့်လိုက်၏ထို့နောက်ညင်သာသောလက်တစ်စုံဖြင့်မူဒရာရဲ့ကြော့ရှင်လာတဲ့လေတိုင်းစီတို့တိုင်းရှက်၍အသာကလေးဆွဲချလိုက်လေသည်တိန်ကင်းစင်သည့်ငွေလာရအောင်၌ဖြင်းညင်ညင်သာစွာဖြင့်မြတ်တာအနံလေးတစ်ပွင့်ချွေရစ်ခဲ့လေသည်လေသူရဲ့အေးစက်မှုကိုမိဘငယ်ကလေးကသူတက်နိုင်တဲ့အနှွေးတက်ကလေးဖြင့်ပန့်ပိုးအားပေးနေခဲ့ရှာသည်စကဖြူပန်းကလေးများရဲ့တင်းရနံ့ကလည်းကျင်းသူနှစ်ဦးရဲ့ချစ်ချင်းဖလှယ်မှုများကိုအင်အားဖြည့်တင်တဲ့အနေနဲ့အစွမ်းကုန်တင်းပြန့်ပေးရင်ခုံပြုတ်ပေးခဲ့ကြပြီ
ရေနာဘူးရမင်းနေပြည်တော်ရဲ့မြို့ရိုးအပြင်ဘက်တောင်ရိုးပေါ်တွင်တည်ရှိနေသောဘုံတော်ကြီးကျောင်း၏အနောက်ဘက်ခြမ်း၌တောအုပ်တစ်ခုရှိလေသည်ထိုတောအုပ်ရဲ့အဆက်မှာတည်ရှိသောမြေပုံမုံမို့နှင့်အုတ်ကူလေးတစ်ခုသည်ခန်းနာထဲဝါခြင်းအလင်းမရှိပေသို့တော်လည်းဤနေရာလေးသည်အေးချမ်းမှုအပြည့်ရှိနေသည်ထိုနေရာလေးသို့ရောက်တည်နှင့်တပြိုင်နက်မုဒရာရဲ့ဒူးတွေဟာရိမ့်နှင့်ပြိုလဲသွားခဲ့ရလေသည်မဲမဲဖျားသမီးတော်ရောက်လာပါပြီမဲမဲဖျားကိုမော်ဖူးဖို့အတွက်အတုံးမကျတဲ့ဒီသမီးမိုက်ရောက်လာပါပြီဖျားဒူးထောက်လျက်သားပုံလဲကြပြီးနောက်အားခဲ၍မုဒရာပစစ်တုတ်ထိုင်ကမိခင်ရဲ့ရုပ်ခန္ဓာမြုပ်နှံထားရာကူကိုဥတုံးချိန်ချကြော့လို့နေသည်ထိုနောက်မျက်ရည်ဆက်လက်ဖြင့်မိခင်ရဲ့ကူကိုနီးရဲနေတော်မျက်ဝန်းတစ်စုံနှင့်မုဒရာခတ်တွေကလေးစိုက်ကြည့်နေရှာသည်အနောက်မှာရက်နေတဲ့ပရုံမှလည်းမုဒရာရဲ့နှစ်ဘေး၌ညင်သားစွာထိုင်ချလိုက်ပြီးနောက်ကြောပြင်ကိုဖောက်ဖကလေးပုတ်တက်နေလေသည်အဲ့ဒီညမျက်စိရှိမောက်မာတယ်မဲတော်ဖျားတက်ခံလိုက်ရတာဘလို့မှတားဆီးနိုင်စွမ်းမရှိခဲ့ပေဘူးကာကွယ်မပေးနိုင်ခဲ့ဘူးနီးရဲနေတော့မုဒရာရဲ့ပါပြင်ထက်မှမျက်ရည်စွတ်ကြောင်းကိုပရုံမှလက်ဖြင့်အသာပုတ်၍ဖယ်ရှားပေးနေမိသည်ဆိုးဝါးလာတဲ့အတိတ်ကိုပြန်မြင်ရအောင်ပြီးမိမိကိုယ်ကိုအပြစ်တင်နေမဲ့အစားရှေ့ဆက်ပူပြီးကြန့်ခိုင်တန်ဆွမ်းအောင်လှုပ်ပါညီမတော်ရဲ့မဲမဲဖះကလည်းအဲ့ဒီလိုပဲဖြစ်စီခြင်းပါလိမ့်မယ်လောကရန်အလဲမှာမင်းပူပြီးတန်ဆွမ်းဖို့လိုအပ်တယ်ဖြစ်ခဲ့တဲ့မြအပြစ်တွေအားလုံးကဟော်ရီယာအမတော်နှုံအညံ့ဖြင်ခဲ့လို့ပါမင်းအမမဟုတ်ပါဘူးစရီရဲ့မင်းလည်းတိတ်လူမတက်ကြိုးပမ်းခဲ့တာပဲကွယ်မိမိကိုယ်ကိုအပြစ်တင်နေပါနဲ့တော့မူဒရာရဲ့ဥကောင်းကိုလက်ဖြင့်အသာအရာသိမ်း၍သူ့ရင်ခွင်ထဲသို့ပရုံမှထဲလိုက်ပြီးအားပေးနှစ်သိမ့်ပေးလေသည်ထိုနေ့ကပရုံမှဘလောက်ပဲနှစ်သိမ့်ပေးခဲ့ပါစေမိမိကိုယ်ကိုအပြစ်တင်နေမိတဲ့မူဒရာရဲ့စိတ်ဒဏ်ရာတွေကတော့ကြောကြမသွားခဲ့ပြီအပြန်လန်းမှာတော့နှစ်ယောက်တာစကားမဆိုပြစ်ခဲ့ကြပဲတိတ်ဆိတ်လိုနေပါသည်တော်လန်းကိုဖြတ်၍ဖြင်းညင်းစွာရှောက်လန်းကြရင်တောင်ရိုးဖျားလေးသို့ရောက်တော့အချိန်တွင်ခက်ရည်ရည်ကလေးမြင်တွေ့နေရသောရွှေဘုံသာနန်းတော်စီသို့ပရုံမှမျှော်ကိုကြည့်လိုက်မိသည်ထိုနန်းတော်ထဲမှာသူမဤမေတော်ကြီးကြံနေသေးသည်မဟုတ်ပါလားမေတော်ကြီးဘေးကင်းပါရဲ့လားလို့တွေးပူမိလိုက်စဉ်အချိန်တွင်၌ပရုံမာရဲ့မျက်နှာဟာအတော်ကလေးတိတိတတ်တာညှိုးကျသွားခဲ့ပါသည်ဒါကိုရိပ်မိတဲ့မူဒရာကပရုံမာဤပခုံးကိုအနောက်ကနေအသာအရာကလေးဖက်ကင်ပေးထားရင်နန်းတော်ထဲမှာစရိရဲ့လူယုံတွေကြံနေပါသေးတယ်သူတို့စီကနေတဆင့်အမတော်ရဲ့မေတော်ကြီးတည်င်းကိုမကြခင်မှာကြားရပါလိမ့်မယ်သူ့ပခုံးကိုဖတ်တွယ်ထားတဲ့မူဒရာရဲ့လက်ချောင်းလေးတွေပေါ်တို့ပရုံမာလက်တက်ဆုံဖြင့်စုပ်ကင်ထားရင်ခပ်ဖဖကလေးပြုံးလိုက်လေသည်ကောင်းပါပြီကွယ်သူတို့နှစ်ဦးတတိမမူမိသည်ကတော့အနောက်ကနေတစုံတယောက်ပါလာတဲ့ဆိုတာကိုပင်အရာရာတိုင်းမှာထထမြက်မြက်ရှိလာတဲ့စရီမူဒရာပင်လျင်ထိုလူနောက်ယောင်ခံလိုက်လာခြင်းကိုတတိမထားခဲ့မိပါဤတစ်ချိန်၌မူဒရာညံ့ဖြင်ခဲ့တာမဟုတ်ပဲတစ်ဖက်လူကအင်မတန်တော်ပြီးအရေးတဖွဲပေါ့ပါဖြက်လက်နေခြင်းကြောင့်ပင်ဖြစ်ပေသည်ဒင်းကအခုချိန်นี้တက်ရှိထင်ရှားရှိနေသေးရဲ့ပေါ့ဟုတ်စဟမ်ငါထင်တော့ထင်တာဝနာရဲ့ဒင်းလွယ်လွယ်ကူကူနဲ့မသိနိုင်လောက်သေးဘူးလို့ခက်မှန်းမိတာဘယင်တိုးတီတလွန်ပေါ်၌ထိုင်၍ကြောက်စီရွှေချထားတော့ဒါကိုဂရိဘာအဝိစာဖြင့်ပုတ်တက်နေရင်နှကမ်းမွေခပ်ပါပါရှိနေသည့်နှကမ်းထောင်ကိုတွန့်ချိုးလိုက်ရင်ပြောလေသည်သူရဲ့ဆူရှာနတ်မောင်နဲ့မျက်ဝန်းနေ၌ရက်ဆက်ကြမ်းကြုတ်ခြင်းအငွေအသက်တွေကထင်ရှားစွာပေါ်လွင်လို့နေသည်ငါရဲ့နန်းတော်ထဲမှာပုံအောင်နေကြတယ်အဲ့ဒီမြေကျွတ်တိုက်ကိုတကောင်မကြံအကုန်တက်ပစ်စမ်းပြီးရင်တောင်နှန်းဆောင်မှာရှိနေတဲ့ငါမိဘရကောင်ကြီးရဲ့မဲတော်အကျဲကျုပ်ချပြီးကြက်ကြက်မတ်မတ်စောင့်ကြည့်ထားမှန်လားပါရှင်တရိုးကိုကြက်နေအောင်ဆုပ်ထားတဲ့ဘယင်တိုးဤမျက်နှာဟာဒေါသကြောင့်หนีမြန်းလျက်ရှိသည်ငါဒီလောက်ထိချစ်ပေးခဲ့တာတောင်မှအမတော်ဟာရုံးထွက်ပြီးဒင်းရဲ့လက်ကိုဖမ်းဆုပ်ကင်ခြင်းတဲ့လားဟမ်ငါဘယင်တိုးကလည်းဘလောက်ထိတန်ဖိုးထားခဲ့ပါစေငါဘက်မှာမရှိနေတဲ့လူတစ်ယောက်ကို
စွန့်လွတ်ဖို့ဝင်မလေးဘူးကိုထိုက်နဲ့ကိုကန်ခံမယုံတော့အမတော်ကြီးစိတ်ထဲကနေရေရွတ်ရင်မဲပြုံပြုံကကိုရန်တော်တက်မှုဝနာဘတ်တို့လှဲလိုက်သည်ထို့နောက်ဓားကိုဓာတ်အိမ်ထဲတို့အရှိန်ဖြင့်တိမ့်တွင်းလိုက်ပြီးနောက်ငါကိုယ်တိုင်ဥဆောင်ပြီးစစ်ကြောင်းချီမယ်ပြင်ဆင်ထားပြီတော့ဝနအမိန်တော်မြတ်အတိုင်းပါရှင်ဒီနေ့တော့ဒီလောက်ပါပဲရှင်ရှေ့ရက်တည်းကအသေးကွဲထားတဲ့လူကြီးမင်းလေးများကြီးနေမယ်လို့ထင်ပါတယ်ဒါပေမဲ့နောက်ဆုံးသားလေးမှာနည်းနည်းစိတ်ထင်သွားတယ်ဆိုရင်တော့စိတ်မကောင်းပါဘူးကျမရဲ့လူကြီးမင်းလေးများအိမ်မက်လာလာမှတ်ကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေအော်ရီယိုပုတ်လေးတွေနားဆင်ပြီးဘဝအမော်တွေပြေပြောင်းနိုင်ကြပါစေ